တရားချစ်ခင်ဓမ္မမိတ်ဆွေသူတော်ကောင်းပေါင်းလို့ဗုဒ္ဓဓမ္မကျွန်တော်ရဲ့တရား channel လေးမှာပါကျုပ်ဆရာတော်ဘုရားကြီးဟောတော်မူအပ်သောစီဝါရှာမှန်ကန်စွာသုံးတရားတော်နာကြွရောက်ပါရန်လေးစားစွာဖိတ်မှန်တကားပြုရပါတယ်ခင်ဗျာဟောကြားအပ်သောစီဝါရှာမှန်စွာသုံးအကြောင်းတရားဒေသနာတော်ဒီနေ့ညဓမ္မသဘင်ခန္ဓာကိုရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဖျားဤမဟာကရုဏာကုံကိုအာယုံပြုကာတိကျုဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပဂောတိဟိပိယပမေယံကာလံကရွန်တော်တိဒုက္ခရာနိခေရံကတောလောကဟိတယနာထောနမောမာကာရုဏိကတတတ္တာယောနာထုံဝိနိယမြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတကုံပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖျားသည်ကပ္ပဂောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘယ်မေယံရည်တဲ့တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလလေးအသင်ချေသိနေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတ္တလောကဤအကျိုးစီးပွားအလုံးငါအတိဒုက္ခရာနိဥစ္စာအသက်ချေလဲအင်္ဂါမေတ္တာကြီးမာသမိသာနှင့်တထာဇနီဆွညင်းကြီးဟုကျက်တိထဝေငါးသွဲအစုအလုံးခဲရင်တော်မူတို့ကိုကရုဏာတော်ဖျားဖြစ်ရန်ဤတန်ကြိုးကိုအာထုတ်တော်မူရသည်ဖြစ်ဖြစ်ခေရန်လက်ချင်းမျက်လုံးအသက်ဆုံးလည်းရဲ့နှလုံးစိတ်ဝံကိုရောဤပင်မခြင်းတို့ကတောဘဝတဏ္ဍချိန်ဖန်များစွာရောက်တော်မူခဲ့ရရှာလိပြီမဟာကရုဏီကသတ္တဝါများရင်ဝေသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတသနာတသဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတကုံပေါင်းခါသဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြောင်းမန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းစီပွားရှာမှန်စွာသုံးလူဘဝရလာတဲ့ပုဂ္ဂိုလ်တွေစီဝါဥစ္စာရှာကြတယ်ရှာတဲ့အခါမှာရလာတဲ့စီဝါဥစ္စာကိုလည်းပဲမှန်ကန်စွာသုံးစွဲရမယ်လို့မြတ်စွာဘုရားဟောကြားတဲ့သုတ္တတစ်ခုခြေပြုပြီးတော့နိုင်မှတ်သားကြရအောင်ဒီတရားကိုမြတ်စွာဘုရားကစေတော်ကျောင်းတကာကြီးအနာတပိန်အမိရတဲ့သုတ္တတထေးကိုဟောတဲ့တရားပဲဖြစ်တယ်နာတပိန်နဲ့ပတ်သက်လာလို့ရှိရင်မြတ်စွာဘုရားကလူမှုရေးနဲ့ပတ်သက်တဲ့တရားတွေဟောရများတယ်ဝိပဿနာတရားတို့ကျင့်စဉ်နဲ့ပတ်သက်ပြီးတော့ဟောတာရှိတော့လည်းပဲနဲတယ်လို့ပြောဒါကြောင့်မို့နာရဝိတ္တိကြီးဟာနောက်ဆုံးချိန်ရောက်တဲ့အခါရှင်သာရိပုတ္တရာဟောတဲ့အစွဲဖြုတ်တဲ့တရားအနာရပိဏိကောဝါဒဆိုတဲ့တရားကိုနားလည်ရတဲ့အခါမှာသူမျက်ရည်ကျတယ်။ဘာကြောင့်လို့ဆိုရင်ဒီလိုလေးနေတဲ့တရားကိုအရင်တော့မဟောကြဘူးတဲ့
ရှင်သာရိပုတ္တရာကဒီတရားမျိုးကတဲ့စီးပွားဥစ္စာရှားနေတဲ့ပုဂ္ဂိုလ်တွေကိုသိဟောလို့မရှိဘူးပေါ့ဒါကြောင့်မို့လို့စီးပွားဥစ္စာရှားပြီးလူမှုတမ်းမှုဝါသနာပါတဲ့ပုဂ္ဂိုလ်တွေအတွက်လူတန်းနဲ့ပတ်သက်တဲ့တရားတွေကိုပဲဟောတာဖြစ်တယ်အဲ့ဒီမှာသူလျှောက်ထားသွားတယ်လေးနေတဲ့ဝိပဿနာတရားတွေနဲ့ပတ်သက်ပြီးတော့လေဟောပါဗျာတို့အဲ့ဒါကိုထောက်ထားလို့ရှိရင်အနာရိနဲ့ပတ်သက်တဲ့ဟောတဲ့တရားတွေကဘဝမှာမြည်လို့မြည်ဖို့နေထိုင်ပြီးတော့ကုသိုလ်ကောင်းမှုမြည်လို့လုပ်ရမယ်ဆိုတာသူ့ရဲ့ဇယိုက်ဝါဒနာဣဇာတရားဆန္ဒနဲ့ကိုက်ညီအောင်မြတ်စွာဘုရားဟောတယ်လို့ပဲမှတ်သားရမှာပေါ့အခုဒီသုတ်တန်ကိုဟောတဲ့အခါမှာသုတ်တန်ရဲ့နာမည်ကိုတော့အာဒီယသုတ်တန်လို့ပေးထားတယ်အင်္ဂုတ္တရနိကေပိစကနိဗ္ဗာန်မှာလာတဲ့အာဒီယသုတ်တန်အာရိယဆိုတာစီးပွားရှာခြင်းအကြောင်းတို့ဒီလိုအဓိပ္ပာယ်ရတော့နာရိုင်းတထေးကဘုရားဘာသာမဖြစ်ခင်ကလည်းအလှူဒန်းဝါဒနာပါတယ်စားရမဲ့တောင်းရမဲ့ပုဂ္ဂိုလ်တွေကိုနေ့စဉ်နဲ့အမျှကျွေးမွေးဆောင်ရှောက်လို့သူ့ကိုအနတ္ထပိဏိကလို့အများပြည်သူကခေါ်တဲ့နာမည်နဲ့ပဲတွင်ကျဲသွားတယ်အနတ္ထဆိုတာခုကိုရမဲ့တဲ့ဆင်းရဲသားတွေကိုပိဋိကအစားအစာပေးတဲ့ပုဂ္ဂိုလ်လို့ဒီလိုဆိုလိုတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့တော့သူဝါသနာကိုကလူရတန်းရတာကိုသူစိတ်ထဲမှာကြည်နူးတယ်အလူတန်းရေရောတယ်လို့ဆိုလို့ဘုရားဘာသာဖြစ်တော့လည်းပဲဆက်လက်ပြီးတော့လှူဒန်းတယ်ဘုရားဘာသာဖြစ်တော့ပို့ပြီးတော့လှူတာမြတ်စွာဘုရားနဲ့ရာဇဂုမြို့မှာတွေ့တာသူတွေ့တော့အဲ့ဒီတော့တွေ့တော့ကိုရောင်းကုန်ဝယ်လှုပ်ရင်းကနေပြီးတော့သူနဲ့သမီးရောက်ဖတ်တော်တဲ့ရာဇဂုတထေးအိမ်မှာသူကတဲလေးရှိတာရာဇဂုတထေးကသူလာတာစကားမပြောနိုင်ဘူးအဲ့ဒီနေ့လှုပ်ရှုပ်နေတယ်။ဘာကြောင့်လှုပ်ရှုပ်တုံးဆိုရင်ဖျားမှုရှိတဲ့တန်ဃာတွေကိုဆွမ်းသက်ပင်ထားတာဖြစ်လို့အဲ့ဒီအလုပ်တွေလုပ်နေတယ်ခါတိုင်းဆိုရင်သူ့ကိုလာကြိုးနိုင်တဲ့အချိန်ပေးနိုင်တယ်ဒီတစ်ခါမကြိုးနိုင်ဘူး။ဘာကြောင့်လဲဆိုတာကိုစကားစမိပြောတဲ့အခါမှာမြတ်စွာဘုရားပွင့်နေလို့ဖျားမှုရှိတဲ့တန်ဃာတွေဆွမ်းကပ်ဖို့အလုံးများနေတယ်ဆိုတဲ့အကြောင်းပြောတော့အဲ့ဒီမှာဖျားပွင့်နေဗုဒ္ဓဆိုတဲ့တန်ကြားတဲ့သူ့ရင်နဲ့နှလုံးထဲမှာဆွဲသွားပြီးမြတ်စွာဘုရားစီတော့ရောက်စိတ်ကပ်ပြီးတောတပံဖြစ်သွားခဲ့တာဟုတ်အဲ့ဒီနောက်မှမြတ်စွာဘုရားကိုသာဝတိပြည်ကြွဖို့အဲ့တုန်းကပင်သွားတာအဲ့တော့သူကပင်ကိုရဲ့စရိုက်ဝါဒနာကိုကလူမှုတမ်းမှုဝါဒနာပါတယ်အဲ့တော့မြတ်စွာဘုရားဟောတဲ့တရားတွေဟာလည်းပဲအလူတန်းနဲ့ပတ်သက်တဲ့တရားတွေစီးပွားဥစ္စာရှာတာတွေနဲ့ပတ်သက်ပြီးတော့ဟောတာတွေများတော့လောကလူတွေကလည်းပဲဘုရားဘာသာဖြစ်စေဘုရားဘာသာမဟုတ်တဲ့ပုဂ္ဂိုလ်ပဲဖြစ်စေလူဘဝရလာရင်တော့စီးပွားရှာကြရတာပဲအဲ့လိုစီးပွားရှာတဲ့အခါမှာကြတော့ဘုရားရဲ့ဆုံးမရကြတော့စီးပွားရှာဖို့ရှာနည်းကိုတော့အပြစ်ကင်းတဲ့စီးပွားရှာနည်းကိုတော့မြတ်စွာဘုရားဟောတယ်အပြစ်မကင်းတဲ့စီးပွားရေးမလုပ်ဖို့တော့ဆုံးမတယ်ပေါ့သို့တော့ခဏခေတ်မှာဗမာပြည်မှာတော့မဟုတ်ဘူးဒီမှာတော့မကြားဘူးပေါ့လေရှိကောင်းရှိနိုင်တယ်ကိုရီးယားလူငယ်တွေရဲ့ကိုရီးယားနိုင်ငံလူငယ်တွေရဲ့အကြောင်းနဲ့ပတ်သက်ပြီးကိုရီးယားဘိက္ခုနီမတူကပြောသွားတာဘုရားဘာသာဖြစ်လို့ရှိရင်စီးပွားရေးမတိုးတက်ဘူးဆိုတဲ့အမြင်လူငယ်တွေမှာပေါ်နေတယ်တဲ့။ဘာကြောင့်လို့ဆိုရင်စီးပွားရှာတဲ့အခါမှာဒုစရိုက်ကင်းပြီးတော့တရားမျှတတဲ့စီးပွားရေးကို
လုပ်ဖို့မြတ်စွာဘုရားကညွှန်တာကိုအဲ့ဒါကြောင့်ပဲပြောသလားမသိဘူးအဲ့တော့စီးပွားရှာတဲ့အခါမှာတော့မြတ်စွာဘုရားအပြစ်ကင်းတဲ့စီးပွားရှာတရားသဖြင့်စီးပွားရှာတာကိုနှစ်သက်တယ်ဒါကတော့မှန်တယ်ဒုစရိုက်နဲ့တရားရှာတာစီးပွားရှာတာကိုတော့အာမပေးဘူးဒါဖြင့်အနာရဝိတ္ထေကြီးကဘာနဲ့စီးပွားဖြစ်တာလဲသူဘယ်လိုစီးပွားရှာတာသူမျိုးရိုးကတထေးတော့တထေးမျိုးရိုးပဲသူပါစီးပွားလုပ်တုံးလို့စာပေကျမ်းကနေမှာရေးထားတဲ့အချက်တွေကိုကြည့်ရင်သူဟာထိုခေတ်ကလုပ်များတဲ့ကတိဂောရခဝနိစဆိုတဲ့စီးပွားရေးပေါ့ကတိဆိုတာထွန်ရဲစိုက်ပျိုးတယ်ဂောရခဆိုတာနွားမွေးတယ်ဝနိစဆိုတာအယောင်းဝယ်လုပ်တယ်အဲ့တော့အနာရဝိတ္ထေကြီးရဲ့စီးပွားရေးဟာလဲထွန်ခြင်းစိုက်ပျိုးရေးလုပ်ခြင်းနွားမွေးခြင်းနဲ့အယောင်းဝယ်လုပ်ခြင်းပဲအဲ့ဒါနဲ့ပဲသူချမ်းသာအဲ့တော့အဲ့ဒီလုပ်တွေကတော့ဒုစရိုက်ကင်းတဲ့လုပ်တွေလို့ပြောအောင်နွားမွေးတယ်ဆိုတာဟာအသားစားဖို့မွေးတယ်နွားမျိုးမဟုတ်ဘူးနှုတ်စားနွားတွေမွေးတာဘယ်လောက်ထိအောင်မွေးတော့ဆိုလို့ရှိရင်အကောင်ကြီးသိမ့်ထီအောင်ရှိပုံရတယ်ဘာလို့လဲဆိုရင်သူ့နွားတွေကိုစောင့်ရှောက်တဲ့ပုဂ္ဂိုလ်ဟာရွာတရွာတည်ပြီးတော့နွားကြောင့်သားရွာဆိုပြီးတော့ရှိတယ်သူ့ရဲ့နွားကြောင့်သားနန္ဒဆိုတဲ့နွားကြောင့်သားအကြောင်းစာပေကျမ်းကမှာတစွန်းတစဖော်ပြထားတာရှိတယ်အဲ့တော့နွားမွေးတာဘာအတွက်တုံးလို့ဆိုနွားနုတို့ဒိန်တို့ထောပတ်တို့ဒီဟာတွေအတွက်နွားကထွက်တဲ့နှုတ်ထွက်ပစ္စည်းတွေအဲ့ဒါတွေကိုရောင်းဝယ်လုပ်တယ်စားတယ်အဲ့ဒီအတွက်မွေးတယ်နွားမွေးတယ်ပြီးတော့စိုက်ပျိုးရေးလုပ်တယ်လက်ထွန်တယ်ဆန်းစပါးစိုက်ပျိုးတယ်ပဲနှမ်းစိုက်ပျိုးတယ်ပြီးတဲ့အခါကျတော့ကုန်ရောင်းကုန်ဝယ်လုပ်တယ်တနေ့ကနေတနေ့သွားပြီးတော့ကုန်ရောင်းကုန်ဝယ်လုပ်တယ်အဲ့ဒါသူစီးပွားပဲဘုရားဘာသာမဖြစ်ခင်ကလည်းအဲ့ဒီစီးပွားကိုလုပ်တယ်ဘုရားဘာသာဖြစ်တော့လည်းအဲ့ဒီစီးပွားပဲလုပ်တယ်သူဒါတစိတစောင်းကြည့်မယ်ဆိုရင်အနာရဝိရဲ့စီးပွားဟာဒီတိုင်းပဲဝိသခါတို့ရောစီးပွားရောဆိုသူတို့လည်းတူတူပဲဒီစီးပွားဝယ်လုပ်ကြတယ်အယောင်းဝယ်လုပ်တယ်လက်ထွန်းနဲ့နွားကြောင်းနဲ့အဲ့ဒီဟာတော့အဓိကမြန်မာနိုင်ငံလူနိုင်ငံမျိုးမှာလည်းပဲမြေယာတွေပေါ်များသည့်အတွက်ကြောင့်လက်ထွန်းချင်းနွားကြောင်းချင်းဆိုတဲ့အလုပ်ဟာဒီကနေ့ခေတ်ဒီကနေ့ပုံစံနဲ့ကြတော့တောင်သူလယ်သမားတွေကဆင်းရဲနွမ်းပါဖြစ်နေကြတယ်ပေါ့နော်အမှန်ကတော့လက်တော့နွားကြောင်းချင်းအခြေခံပြီးတော့စာဝတ်နေကိုထောက်ပံ့နိုင်တာဖြစ်လို့မြေယာမှာလောက်ကင်စားတာဟာအပြစ်လည်းကင်းပြီးတော့စန္ဒရိက္ခာလည်းဖူလုံစေတာပေါ့ခဏခေတ်မှာတော့ agriculture based economy ဆိုပြီးတော့စိုက်ပျိုးရေးကိုအခြေခံတဲ့စီးပွားရေးဆိုပြီးတော့ခုလောက်လာကြဒါကောင်းတဲ့ဟာတစ်ခုပဲဘာလို့လဲဆိုရင်လူဆိုတာတပြည့်ပစ္စည်းတွေဥပမာကာမစီလည်းနေလို့ရတယ်ထမင်းမစားပဲနေလို့မရအစမ်းနဲ့ရိတ်ခါကမတမအရေးကြီးတယ်ကဘာမှာလူတွေ8ယောက်1ယောက်လောက်ကစမ်းနဲ့ရိတ်ခါမလုံးမလောက်ဘူးဖြစ်တယ်လို့ဆိုတယ်ဒါကြောင့်မို့စမ်းနဲ့ရိတ်ခါထုတ်လုပ်တဲ့အလုပ်ကတော့အမတမလှုပ်တဲ့လှုပ်ထိုက်တဲ့အလုပ်ရှေးခေတ်ကတော့ဝိသခါတို့အနာရဝိတို့စီးပွားလုပ်တဲ့ဆိုတာစန္ဒရိက္ခထုတ်တဲ့အလုပ်အယောင်းဝယ်လုပ်ဒီလုပ်တွေကိုလုပ်ကြတယ်သူတို့ကိုမိခိုပြီးတော့လုပ်တဲ့ကြေးရွာတွေသူတို့ကိုမိခိုပြီးတော့နေတဲ့လူတွေဟာအများကြီးပဲသိန်းချီထီအောင်ရှိကြတယ်အဲ့ဒီလိုစီးပွားရေးနဲ့
အတမွေးဝမ်းကြောင်းပြည့်တယ်အနာရဘိန်တထေးနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဒီဟောတာစီပွားရေးဆိုတော့ရည်ရွယ်ချက်မျိုးမျိုးနဲ့လှုပ်ကြတာမြတ်စွာဘုရားကမှန်ကန်တဲ့လမ်းကြောင်းပေါ်တင်ပေးတယ်ဟုတ်ပြီစီပွားလှုပ်တာဘာအတွက်လဲရလာတဲ့စီပွားကိုဘယ်လိုသုံးမလဲဘယ်လိုစီးပွားလုပ်မလဲဘယ်လိုသုံးမလဲဆိုတာကိုထိတုတ်တမှာလမ်းညွှန်မှုပေးထားတာပဲဒီလမ်းညွှန်မှုကလည်းပဲတရားမြတ်တဲ့ရှုထောင့်ကနေပြီးတော့ဒီဘဝလည်းကောင်းနောက်ဘဝလည်းကောင်းအပြစ်ကင်းတဲ့စီးပွားရေးတစ်ခုအနေနဲ့မြတ်စွာဘုရားကလမ်းညွှန်ပေးတာဒီစီးပွားရေးမျိုးလုပ်ပြီးတော့ဒီလိုအသုံးပြုလို့ရှိရင်တဲ့အဲ့ဒီပုဂ္ဂိုလ်ဟာဒီဘဝမှာလည်းချီးမွမ်းမွယ်ဖြစ်တယ်။နောက်ဘဝလည်းကောင်းရသူတိရောက်နိုင်တယ်။ဟောအဲ့ဒီစီးပွားမျိုးခိုင်းတယ်။ဒီဘဝတော့ချမ်းသာပါရဲ့နောက်ဘဝမှာအပင်ငရဲကျသွားတယ်ဆိုတာမျိုးကြတော့မကောင်းဘူးပေါ့နော်။တဘဝပဲကောင်းစားတယ်နောက်ဘဝမကောင်းစား။ခဏခဏရှိတာမလိတာတွေကဒုစရိုက်လုပ်ငန်းနဲ့အသက်မွေးတယ်မွေးရစေဝါနဲ့လုံမွေးတယ်အသက်မွေးတယ်ဒီဘဝတော့ပတ်စံပေါ်ပေါ်သုံးရင်သုံးရမယ်ဒီဘဝတွေပဲဖန်ဆီးခံရတာတို့ချုပ်နှောင်ခံရတာတို့ဒါမျိုးတွေဖြစ်တာပဲမလွတ်မကင်းတာတွေလုပ်မယ်ဆိုလို့ရှိရင်ဒုစရိုက်နဲ့အသက်မွေးမယ်ဆိုလို့ရှိရင်စိတ်ဆင်းရဲမှုကိုယ်ဆင်းရဲမှုတွေပြဿနာတွေမကြုံမဟုတ်ကြုံတယ်သို့တော့ဒုစရိုက်နဲ့လုပ်ငန်းနဲ့လုပ်ပြီးတော့အကျိုးပေးတဲ့လူတွေရှိတယ်ဒုစရိုက်နဲ့ချမ်းသာကြွယ်ဝနေတဲ့လူတွေရှိတယ်အဲ့ဒါဒုစရိုက်အလုပ်ကြောင့်ချမ်းသာတာတော့မဟုတ်ဘူးအဲ့ဒီနေရာမှာမျက်စိလဲသွားတဲ့လူတွေမှာကံကံကြီးအကျိုးဆိုတာနဲ့ပတ်သက်ပြီးမျက်စိလဲသွားတဲ့အဲ့ဒါကိုဘုရားဘာသာဝင်တွေတတိထားဖို့လိုတည်တည်ချာချာဆွဲဆွဲမြဲမြဲမှတ်ရမှာတော့ကောင်းကျိုးချမ်းသာမှန်သမျှကုသိုလ်ရဲ့အကျိုးဆိုးကျိုးဆင်းရဲဒုက္ခမှန်သမျှအကုသိုလ်ရဲ့အကျိုးဒါတော့ပုံသေးကချက်နိယမအနေနဲ့မှတ်ထားနိယမအနေနဲ့ဒါဖြင့်ဒုစရိုက်လုပ်တဲ့ပုဂ္ဂိုလ်တွေချမ်းသာကြွယ်ဝနေတာဘာဖြစ်လို့လဲဒီဒုစရိုက်အလုပ်ကြောင့်ရတာလားအပေါ်အားဖြင့်ကြည့်ရင်ဒုစရိုက်အလုပ်ကြောင့်ရတယ်လို့ထင်တာသို့တော့သူစီးပွားဖြစ်ပြီးတော့အဆင်ပြေနေတာဟာကုသိုလ်ရဲ့ပံ့ပိုးမှုလို့သူတို့ဆိုတယ်သူလုပ်တဲ့အကုသိုလ်လုပ်ဒုစရိုက်အလုပ်ကခုမှပဲစိုက်ပျိုးတော့အဆင့်ရှိတော့သူကအကျိုးမထုတ်လို့သေးဘူးရှေးရခင်ကလုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုဒီကနေပြီးခုချိန်မှာအကျိုးပေးနေတာလို့သူတို့ယူအောင်မှာဖြစ်တယ်အကုသိုလ်ကဘယ်တော့မှကောင်းကျိုးမပေးဘူးအကုသိုလ်ကိုအကြောင်းပြုပြီးတော့ကုသိုလ်ကံကဝင်ပြီးတော့အကျိုးပေးနေတာလို့ဒီလိုလည်းရှိတတ်သေးတယ်နော်ဒီလိုလည်းရှိသေးတယ်အဲ့တော့နိယမရဲ့သဘောကိုတည်တည်ချာချာနားလိုက်ဖို့စဉ်းစားကြည့်လေအစိတ်ဆိုတာအစိတ်ပဲအကုသိုလ်ဆိုတာလည်းအကုသိုလ်ပဲအစိတ်ဟာအစိတ်တင်သွားရင်ဒုက္ခတော့ရောက်တာပဲများများသိရင်အသက်ထီအောင်ဆုံးရှုံးနိုင်တယ်ပေါ့ဒါအစိတ်ရဲ့သဘောပဲအကုသိုလ်ကလည်းပဲထို့တူပဲလူဆိုးကျိုးပေးမှာပဲအကုသိုလ်ကုသိုလ်ကကောင်းကျိုးပေးတယ်လို့အဲ့ဒီသဘောကိုအခိုင်အမာခံယူထားပြီးတော့ဒီကောင်းတာကိုလုပ်ဖို့အမှန်တမ်းအရေးကြီးတာပေါ့နော်ကောင်းတာကိုလုပ်ဖို့မကောင်းတာလုပ်ပြီးကြီးပွားတာလေးတွေကိုတွားပြီးတော့အားကြနေတတ်တဲ့တစ်ခါလူဆိုတာသို့တော့မကောင်းတဲ့အလုပ်တွေကအကျိုးပေးပြီဆိုတဲ့အခါမှာလှိမ့်နေအောင်ခံရတတ်တယ်ပေါ့နော်အဲ့တော့စီးပွားလုပ်တဲ့ပုံစံကိုမြတ်စွာဘုရားကအနာရဘိန်တထေးကြီးကိုဟောတာဒီတုတ်တာအနာရဘိန်ကအကြောင်းကိုဒီနေ့2ခေါက်ရောက်တယ်သူရောက်တိုင်းမြတ်စွာဘုရားကတရားတစ်ပုဒ်တော်ဟောလို့ရှိတယ်လို့ဆိုတယ်အခုဒီနေ့ဒီမှာဟောတဲ့တရားကြတော့ဘာလို့ဆိုရင်နာရဘိန်ကိုဟောလိုက်တဲ့တရားကပင်စိမေဃပတိဘောဂနာအာဒီယာသူလည်းစီးပွားလုပ်နေတဲ့ပုဂ္ဂိုလ်ဥစ္စာစီးပွားရှာဖွေနေတဲ့ပုဂ္ဂိုလ်ပေါ့နော်ဘောဂလို့ဆိုတဲ့စီးပွားဥစ္စာ
ဘာကြောင့်လူတွေဟာရှာကြတယ်လဲမြတ်စွာဘုရားကမှန်ကန်တဲ့လမ်းကြောင်းတစ်ခုအနေနဲ့အနာရိန်ကိုအကြောင်းပြုပြီးတော့ခေါ်တာအနာရိန်ကမူလကတည်းကသူကဒုစရိုက်ကင်းတဲ့စီးပွားရေးနဲ့တမွေးခဲ့တာဖြစ်တယ်သူ့ကိုဟောခြင်းအပြင်သူနဲ့အတူတကွာလာတဲ့ပုဂ္ဂိုလ်တွေအခြားပုဂ္ဂိုလ်တွေဒီဆုံးမဩဝါဒတရားကိုနာယူခွင့်ရသွားတဲ့အခါမှာစီးပွားရှာပုံလမ်းမှားနေတဲ့ပုဂ္ဂိုလ်တွေကိုလမ်းမှန်ပို့ပေးပြီးသားဖြစ်တယ်ပေါ့အနာရိန်နဲ့ပတ်သက်ပြီးတော့သူစိတ်ဝင်စားတဲ့အချက်မျိုးအနေနဲ့ရသော်ပြဟောတာလောကမှာတဲ့လူတွေဟာလူဖြစ်လာလို့ရှိရင်စီးပွားဥစ္စာတိုးတက်အောင်အလုပ်တစ်ခုလုပ်ကြတယ်ခဏခေတ်မှာဆိုရင်တော့အလုပ်တွေပိုများတယ်ပေါ့နော်လုပ်စရာတွေလည်းပိုများတယ်စီးပွားရှာတဲ့အကွက်ကလည်းများရှေးခေတ်ကတော့စီးပွားရှာတယ်ဆိုတာသိအများကြီးမဟုတ်ခြုံပြောလိုက်လို့ရှိရင်တော့တူတူတော့ကြမှာပါစိုက်ပျိုးရေးလုပ်တယ်မွေးမြူရေးလုပ်တယ်နောက်မင်းမှုတန်းနဲ့သက်မွေးကြတာရှိတယ်အမှုတန်းနဲ့သက်မွေးတာခဏခေတ်လည်းပဲဒီလိုပါပဲသက်မွေးကြတယ်အဲ့ဒီထဲမှာမြတ်စွာဘုရားကစီးပွားဥစ္စာဘာကြောင့်ရှာကြတယ်လဲရှာတဲ့အခါဘယ်လိုရှာရမလဲရှာလို့ရလာတဲ့ပစ္စည်းဟာဘယ်လိုမှန်ကန်စွာအသုံးပြုရမလဲအဲ့ဒါကိုနာရဝိတ္တိကြီးကိုဩဝါဒပေးတာပဲစီးပွားလဲရှာရတဲ့အခါမှာတရားသဖြင့်တရားမပြတ်စီးပွားရှာရလာတဲ့စီးပွားကိုဘယ်အတွက်သုံးချရမလဲအဲ့ဒါလို့ဆိုရင်အခုဘဝလည်းကောင်းတယ်နောက်ဘဝလည်းကောင်းတယ်ဆိုတဲ့လောကမှာမိသားစုဘဝနဲ့နေပြီးတော့စီးပွားဥစ္စာလုပ်နေတဲ့ပုဂ္ဂိုလ်တွေအတွက်တော့ဒီတရားဟာတကယ်ဘဝအတွက်ခိုင်လိုင်းတစ်ခုပဲလို့ဒီတိုင်းသွားလို့ရှိရင်လမ်းဆုံးပန်းတိုင်ဆိုတာအမှန်တမ်းကောင်းတဲ့လမ်းဆုံးပန်းတိုင်ကိုရောက်မှာပဲဖြစ်တယ်ပေါ့အဲ့တော့လောကမှာဟုတ်ပြီစီးပွားရှာတယ်ဆိုတာအကြောင်း၅မျိုးနဲ့စီးပွားရှာကြတယ်ရည်ရွယ်ချက်၅မျိုးရှိကြတယ်လို့ရှာတဲ့အခါမှာမြတ်စွာဘုရားထည့်ပြီးတော့ဟောတယ်စီးပွားရှာရင်ဘယ်လိုရှာရမလဲရှာဖို့ရှာနည်းကစီးပွားကိုတရားတဲ့နိလန်းနဲ့ပဲရှာရမယ်ဆိုတဲ့အဓိပ္ပာယ်ကြိုးစားပြီးတော့စီးပွားရှာလုံလဝိရိယစိုက်ထုတ်ပြီးတော့ကိုအားနဲ့ကိုဉာဏ်စွမ်းအားကာယစွမ်းအားနဲ့ပဲစီးပွားရှာမယ်အဲ့ဒီမှာဘုရားကိုယ်တိုင်သုံးထားတဲ့စကားလုံးလေးတွေကိုပြောရမယ်ဆိုရင်ဥဋ္ဌာဏဝိရိယဓိကတာသူစီးပွားရှာတာဟာတက်ကြွလုံလဝိရိယနဲ့ကြိုးစားပြီးတော့စီးပွားရှာတယ်ဘာဟာဗလပရိစိတတယ်လက်ယုံအားကိုအသုံးချပြီးတော့စီးပွားရှာတယ်ဆိုအဲ့တော့ဒီဆိုလိုတာကကိုလုံလနဲ့ကိုယ့်ရဲ့လုံလဝိရိယနဲ့ရှာတယ်ကိုလက်ယုံကိုအားကိုပြီးရှာတယ်ဆိုသူများစီကမတရားလုပ်တာမဟုတ်ဘူးပေါ့နော်ကိုကြိုးစားအထုတ်ပြီးတော့စီးပွားရအောင်လုပ်တယ်လို့ဒီလိုဆိုလိုတယ်ပေါ့နောက်တစ်ခုကသေတာဝက်ခိတ်တိသေတာဝက်ခိတ်တာဆိုတာပမာဒီပြောလို့ရှိတယ်အလုံးလုံးရတာနှစ်ဖူးကချွေချီမကြအောင်ဆိုတာရှိတယ်မြတ်စွာဘုရားကလည်းဒီသေတာဝက်ခိတ်တာဆိုတာချွေတီထွက်အောင်လုံးလို့ရတယ်ဒါကြိုးစားတယ်ဆိုတဲ့အဓိပ္ပာယ်အဲ့ဒီမှာအဓိကအချက်ကတော့ဘာလို့ဆိုရင်ပြောချင်တာကတော့ဓမ္မိကေဟိဓမ္မလတ္တိဟိတဲ့သူရှာတဲ့စီးပွားကတရားသဖြင့်ရှာတဲ့စီးပွားဆိုလိုတာကိုချင်းတရားမပြတ်ပြားပဲရတဲ့စီးပွားလို့လိန်ညာပြီးတော့လှုပ်တဲ့စီးပွားလည်းမဟုတ်ဘူးမတရားကောင်းမှုဖြတ်တဲ့စီးပွားလည်းမဟုတ်ဘူးသူတစ်ပါးရဲ့အသက်တွေနဲ့အသက်မွေးတဲ့စီးပွားလည်းမဟုတ်ဘူးနော်ကိုယ်တိုင်
အလုံးလုံးပြီးတော့စုဆောင်ပြီးရရှိလာတဲ့ငွေကြေးတနာစီးပွားဥစ္စာလို့ဓမ္မိကေဟိဓမ္မလတ္ထေဟိတဲ့ဗုဒ္ဓတာဝကလို့ဆိုတဲ့ဗုဒ္ဓဘာသာတွေဟာစီးပွားရှာပြီးဆိုရင်ဒါအဓိကတတိထားဖို့လို့ဒုစရိုက်နဲ့မရှာနဲ့သူစရိုက်လုံးကနဲ့ကောင်းရောင်းကောင်းဝင်နဲ့ရှာရမယ်ဒါကိုစွမ်းအားနဲ့ကိုလို့အားနဲ့ကိုဒါချွေးထက်တာမထွက်တာအဓိကမဟုတ်ဘူးကြိုးစားတယ်ဆိုတဲ့အတိတ်ပဲကိုယ့်အကိုကြိုးစားပြီးတော့မှန်ကန်တဲ့လမ်းကြောင်းနဲ့စီးပွားရှာပါမတရားလုပ်တာလည်းမဟုတ်ဘူးခိုးတာလည်းမဟုတ်လူတာလည်းမဟုတ်လိန်ရောင်းတာလည်းမဟုတ်ဘူးမှန်မှန်ကန်ကန်စီးပွားဥစ္စာကိုရှာတယ်ဒါရှာကြံတဲ့အပိုင်းလေးမှာမြတ်စွာဘုရားဒီစကားလုံးလေးတွေနဲ့သုံးထားတယ်နော်တရားသဖြင့်ရတဲ့ပစ္စည်းဥစ္စာဖြစ်တယ်လောကမှာမတရားသဖြင့်ရတဲ့ပစ္စည်းဥစ္စာတွေကလည်းရှိသေးတယ်လေမတရားသဖြင့်ရတယ်ဆိုတာသူများစီကလိန်ယူတာတို့ခိုးယူတာတို့မတရားတဲ့နည်းတွေနဲ့လှုပ်ပြီးတော့ရထားတာတို့အဲ့ဒါတွေမဟုတ်ဘဲနဲ့တရားသဖြင့်အယောင်းဝယ်ကဖြစ်စေကိုလူအားနဲ့ဖြစ်စေဥမာမဲ့ယုံလုံးတဲ့ယုံကပေးတဲ့နောက်ကဒါတရားသဖြင့်ရတယ်လို့ပြောမှာပဲအာဂတိတရားလွတ်ကင်းပြီးတော့ကိုလူအားနဲ့ကိုရတဲ့ငွေကြေးတနာလို့ဆိုလို့တယ်ပေါ့အဲ့ဒါဘုရားဘာသာဝင်ဖြစ်လို့ရှိရင်ဒါတွေနဲ့ပဲစီးပွားရှာတဲ့နဲ့ဒီလိုပဲကြိုးစားပြီးတော့ရှာတဲ့နဲ့ခဏခေတ်မှာတော့စီးပွားရှာတဲ့နည်းတွေအများကြီးပဲပေါ့နော်ဟိုတယ်လုပ်ပြီးတော့စီးပွားရှာတာလေဒါတရားသဖြင့်စီးပွားရှာတာပေါ့နော်ဒါရောတက်ခိုးတဲ့ပုဂ္ဂိုလ်တွေစီကအခါကျင်းငွေရတယ်ဒီဧည့်သည်ကျိုးပို့လုပ်တာလေဒါတရားသဖြင့်စီးပွားရှာတယ်အယောင်းဝယ်လုပ်တာလေတရားသဖြင့်စီးပွားရှာတယ်ဘယ်သူမှထိခိုက်နစ်နာတာမဟုတ်တဲ့စီးပွားမှန်သမျှဟာဓမ္မိကတရားလမ်းကြောင်းမပြတ်စီးပွားရှာတယ်လို့ပြောနိုင်တယ်အဲ့ဒီလိုရလာတဲ့စီးပွားဥစ္စာဒါရှာပုံနဲ့ပတ်သက်ပြီးပြောတာရလာတဲ့စီးပွားဥစ္စာဘာအတွက်ရှာကြတာလဲရှာပြီးတော့ဘာအတွက်သုံးမှလဲဟုတ်ပြီစီးပွားရှာတယ်ရလာပြီဆိုရင်နံပါတ်1ကကိုရီမန်းတဲ့လူတိုင်းဟာဘယ်သူပဲဖြစ်ဖြစ်စီးပွားရှာရဲဆိုတော့ကိုချမ်းသာဖို့ရှာတာဒါတော့တေချာဘောပါမှာပဲနော်ကိုချမ်းသာဖို့ကိုမိသားစုချမ်းသာဖို့ဆိုတာချမ်းသာနေဖို့ရှာတာဒါရှာတဲ့နေဟာပဲကိုချမ်းသာအောင်လုပ်ရမယ်ကိုမိဘတွေချမ်းသာအောင်လုပ်ရမယ်အဲ့တော့မြတ်စွာဘုရားကဒီနေရာမှာပထမဆုံးလူတွေဟာစီးပွားရှာတာဟာမှန်ကန်တဲ့ရွယ်ချက်နဲ့စီးပွားရှာတာဘယ်လိုရွယ်ကြလဲရလာတဲ့စီးပွားကိုဘယ်လိုသုံးတယ်ဆိုစကလုံးချင်းချင်းနဲ့ပဲဖော်ပြတယ်အတ္တနံဒုခေတိပိနေတိတဲ့ကိုချမ်းသာနေတဲ့ဝဝလင်းစားသုံးတယ်ကိုအတွက်ကောင်းကောင်းနေကောင်းကောင်းသုံးတယ်ရလာတဲ့စီးပွားကိုကိုအတွက်သုံးပြရမယ်ပြီးတဲ့အခါမှာမာဒပိတရောဒုခေတိပိနေတိကိုယ့်ရဲ့အမေဖေတွေကိုချမ်းသာနေစေတယ်ဝဝလင်းကျွေးမွေးထားတယ်ဒါကိုရတဲ့စီးပွားကိုမှန်ကန်စွာအသုံးချခြင်းပဲမိဘကျွေးတာကုန်ပါစေကုန်ကျိုးတတ်တယ်ကိုစားလို့ကိုချမ်းသာအောင်အသုံးပြုလို့ကုန်ရင်ကုန်ပါစေကုန်ကျိုးတတ်တယ်ဒါစီးပွားရှာတာကိုချမ်းသာဖို့ကိုမိဘတွေချမ်းသာဖို့နောက်တစ်ခုကတော့ပုဒ္ဒဓာရဓာတကမ္မကရပောရိတေပုဒ္ဒဓာရဆိုတာသာသမီတို့အိမ်တော်ဘက်တို့ပုဒ္ဒဓာရလို့ခေါ်တယ်ဓာတကမ္မကရပောရိတဆိုတာရှေးခေတ်ကတော့အိမ်မှာအပိုင်ဝယ်ထားတဲ့ကြေးကျွန်ဆိုတာရှိတတ်တယ်ခဏခေတ်မှာတော့ကြေးကျွန်မရှိဘူးအဲ့တော့ကမ္မကရပောရိတဆိုတာဝန်တန်းနေကိုယ်မှလှုပ်ဖို့ရခေါ်ထားတဲ့ဝန်တန်းတွေဆိုလိုတာကကိုမိသားစုကိုယ့်ရဲ့ဝန်တန်းတွေ
ချမ်းသာဖို့အသုံးပြုတယ်ဝဝလင်းလင်းစားစေတယ်ဆိုတော့ကိုရှာထားတဲ့စီပွားကိုအခုတိုင်းပဲအသုံးပြုတယ်ဆိုလို့ရှိရင်ဒါဟာမှန်ကန်စွာအသုံးပြုခြင်းပဲလို့ရသော်ဖျားသတ်မှတ်ပြီးတော့ဖော်ပြတယ်မသုံးရဘူးပြောတာမဟုတ်ကိုရှာတဲ့စီပွားကိုဒီလိုပဲသုံးချကိုချမ်းသာအောင်အသုံးပြုမယ်မိဘအတွက်အသုံးပြုမယ်ကိုအိမ်သူအိမ်သားဝန်ထမ်းများအတွက်အသုံးချတယ်ဒီအချက်ဟာဖြင့်ကျင့်တတ်စရာကောင်းတဲ့အချက်ပဲတဲ့နောက်ဒုတိယအချက်အနေနဲ့မြတ်စွာဘုရားဟောတယ်အဲ့ဒီရလာတဲ့ပစ္စည်းဥစ္စာတရားသဖြင့်ရလာတဲ့ဥစ္စာကိုဒုတိယအနေနဲ့ဘာသုံးချမလို့မိတ္တမစ္စေဒုက္ခေတိပိနေတိလူတိုင်းမှာမိတ်ဆွေတွေရှိတယ်နှုတ်ဖော်ကင်ဘက်တွေအပေါင်းအသင်းတွေရှိတယ်သူတို့မှာအခက်ခဲတစ်စုံတရာရှိလာလို့ရှိရင်ကုညီသင်းတယ်သူတို့အတွက်သုံးချပေးတယ်ကိုရှာတဲ့ပစ္စည်းဥစ္စာသူတို့အတွက်လည်းပဲအကူအညီပေးတယ်ဆိုလို့ရှိရင်ဒါလည်းကျေနပ်စရာကောင်းတဲ့ဟာပဲတဲ့ဒါလည်းမမေ့တဲ့နဲ့ကိုနဲ့ကိုပတ်ဝန်းကျင်ဆိုတာမိတ္တဆိုတာမေတ္တာသက်ဝင်ချစ်ခင်ကြတဲ့အပေါင်းအသင်းတွေအမစ္ဆဆိုတာလှုပ်ဖို့ကြိုင်မဲ့တွေတခါတည်းအခက်ခဲကြုံတဲ့အခါကျတော့ကိုယ့်ရဲ့ကူညီမှုကိုယ်အခက်ခဲကြုံရင်လည်းသူတို့ရဲ့ကူညီမှုအပြန်အလှန်အားပြုပြီးတော့နေကြတာဖြစ်တော့ကြောင့်ကိုရှာထားတဲ့စီးပွားတွေကမိတ်ဆွေတွေအတွက်သုံးချတယ်လှုပ်ဖို့ကြိုင်မဲ့တွေအတွက်သုံးချတယ်ဆိုရင်ဒါမှန်ကန်စွာအသုံးချခြင်းပဲဖြစ်တယ်ခြေနှက်เสียကောင်းတယ်တဲ့ဒါလည်းကိုရှာတာသူတို့အတွက်လည်းပါတယ်လို့သူဆိုလို့တယ်နောက်တတိယအချက်ကြတော့မြတ်စွာဘုရားပါဟောတော့လူလောကဆိုတာအခက်ခဲတို့ဘေးရန်အန္တရာယ်တို့ဆိုကြုံတတ်တယ်လေဒီဘေးရန်အန္တရာယ်နဲ့ပတ်သက်ပြီးတော့အဖြစ်များတာဗမာပြည်မှာအတူသိများတာပါတော့ဆိုရန်သူမျိုး၅ပါးတကယ်တော့စာပေကျမ်းကမှာရန်သူမျိုး၅ပါးလို့တိုက်ရိုက်သုံးတာတော့နဲတယ်တိုက်ရိုက်သုံးတာတော့နဲတယ်ပစ္စည်းဥစ္စာတွေနဲ့ပတ်သက်လာလို့ရှိရင်တော့ဒီရန်သူမျိုး၅ပါးဆိုတာလူကိုရန်ပြုတဲ့ရန်သူမျိုး၅ပါးတော့မဟုတ်ဘူးပစ္စည်းဥစ္စာအကုန်ကြဖြစ်ပေါ်စေတတ်တဲ့အခြေအနေစိုးတွေကိုဆိုလိုတာပဲလူတွေဆိုတာအများနဲ့နေကြတဲ့အခါမှာကိုပစ္စည်းဥစ္စာတွေဟာကိုအိမ်ကစပြီးတော့မီးလောင်တာမဟုတ်ပေမဲ့လို့သူများအိမ်ကလာပြီးတော့ကူးဆက်ပြီးတော့မီးလောင်ခံရတာမျိုးတွေလည်းရှိတယ်မီးဘေးသင့်တယ်ဆိုတာလောကမှာရှိနိုင်တယ်လေမြို့ကြီးတွေပါကြီးတွေဆိုပိုးပြီးတော့ကြောင်းခင်မီတိုးတက်နေတဲ့မြို့တွေဒီနိုင်ငံတွေတောင်မှပဲမီးဘေးဆိုတာရှိတာအဲ့ဒီလေအဲ့ဒါကိုပဲမီးကိုပဲရှန်သူလို့သဘောထားပြီးတော့ပစ္စည်းဥစ္စာကိုဖျက်လို့မိဘေးသင့်တဲ့အခါမှာကိုရှာထားတဲ့ပစ္စည်းဥစ္စာဟာမိဘေးကြောင့်ဆုံးရှုံးသွားတဲ့ပစ္စည်းဥစ္စာတွေအတွက်အစားထိုးကာကွယ်လို့ရတယ်မရှာဘူးဆိုရင်မီးလောင်ကုန်သွားရင်စားကြမရှိဖြစ်မယ်ပေါ့နော်အဲ့တော့ရှာဖွေပြီးစုဆောင်းထားတဲ့ငွေကြေးဟာဒီလိုဘေးရန်အနေနဲ့ကြုံလို့ရှိရင်သုံးချနောက်တစ်ခါရေဘေးဆိုတာမထင်မှတ်ပဲနဲ့မျိုးတွေရွာတွေရေလွှမ်းတတ်တယ်ရေလွှမ်းသွားတဲ့အခါကျတော့ကိုပစ္စည်းတွေပါသွားတတ်တယ်အဲ့လိုပါသွားလို့ရှိရင်လည်းပစ္စည်းဥစ္စာတွေဆုံးရှုံးတာပဲဗမာပြည်မှာကိုတခါတော့တောင်သာဘက်မှာကျက်သွန်နေဆိုင်တယ်သူတို့စီမှာရေဘယ်တော့မှအိမ်အောက်ရောက်တာမဟုတ်တော့ကျက်သွန်တွေကိုရေအောက်ဖြန့်ထားတယ်ညကြတော့
မထင်မှဘဲနဲ့မိုးတွေရွာတောင်ကြရည်တွေလာပြီးတော့အေးအောင်ထားတဲ့ကျက်သွန်တွေကုန်ပါသွားတာဒါမျိုးလေးချုပ်တတ်တယ်လေရှိရတဲ့ကုံရောရေမျောသွားအနာရဝိတထေးကြီးကိုယ်တိုင်ကလည်းသူကပိုးရှန်နဲ့ငွေချေးတွေကိုသူတို့ခေတ်ကတော့မြေကြီးထဲမြုပ်တယ်မြေကြီးထဲမြုပ်ထားလေးရှိတယ်ခုခေတ်လိုဘန်စနစ်မရှိဘူးဘန်စနစ်မရှိတော့တွင်းတူးပြီးတော့မြေကြီးထဲမြုပ်ထားကြသူမြုပ်ထားတာတာဝတိဆိုတာအစိရဝတိမြေကမ်းဘေးမှာရှိတာဟုတ်အစိရဝတိမြေကမ်းဆိုမြစ်ဆိုတာဘာနဲ့တူတော့ဆိုမူးမြစ်နဲ့တူတယ်တောင်ကြရည်တွေလာရင်ခါရဲရေစီးရတန်းတယ်ပတ္တစာရီတို့မျောသွားတယ်ဆိုတာအဲ့သူ့သားလေးတွေမျောတယ်ဆိုတာအဲ့ဒီမြစ်ပဲအစိရဝတိရေအခုရောက်ရင်ရောက်လာတာဗမာပြည်မှာထောင်းသေးချောင်းတို့လို့ပေါ့နော်ထောင်းတော့မလို့ဘူးလို့ပြောတယ်အဲ့ဒီချိန်မှာတောင်ကြရေကျလာလို့ရှိရင်တိုက်စားသွားနိုင်တယ်အဲ့ဒီမှာနာရဝိတထေးကြီးကမြေကမ်းမှာသူပစ္စည်းတွေမြုပ်ထားတာ။အော်ရေတိုက်စားပြီးကွာတဲ့ရေထဲပါသွားတော်တော်များများပစ္စည်းတွေပါသွားဘူးတယ်။သူဆင်းရဲသွားသေးတယ်။ကျွေးတွေပြန်မရတာတို့မြုပ်နှံသိမ်းဆည်းထားတဲ့ပစ္စည်းတွေကခုနရေတိုက်စားလို့မြေထဲပါသွားတာတို့အဲ့လိုဆုံးရှုံးမှုတွေဖြစ်တတ်တယ်ပေါ့အဲ့ဒီလိုဖြစ်လာလို့ရှင်အစားထိုးရည်တည်နိုင်ဖို့အတွက်ဒီစီးပွားဥစ္စာကိုရှာကြရတယ်ရှာပြီးတော့အသုံးချတယ်လို့သူတို့ဆိုတယ်တခါတရံကျတော့အဲ့ဒီသဘာဝပေးမဟုတ်ဖ ೇನೆ တိုင်းပြည်အုပ်ချုပ်တဲ့မင်းဆိုးရာဇာတွေကနေပြီးတော့တန်တတ်တာတို့ဘာတို့ကိုယ့်ရဲ့လုံရောက်နဲ့ပတ်သက်ပြီးတော့မင်းဆိုးရာဇာတွေကတန်တတ်တာတို့ဝိจิตနာဆောင်ခိုင်းတာတို့လှုပ်လာတဲ့အခါကျတော့ငွေမရှိရင်အတော့ဒုက္ခရောက်မှာအဲ့တော့ပစ္စည်းရှာထားတယ်ဆိုမင်းဆိုးရာဇာတွေကငွေတန်တက်ပြီဆိုလို့ရှိရင်လည်းကိုယ်ကပေးနိုင်ရမယ်ပတ်စံရှိတဲ့ပုဂ္ဂိုလ်ကပေးပြီးတော့ကိုယ်မှအနေကင်းအောင်လုပ်လို့ရတယ်နောက်တစ်ခုကတော့စောရကိုဗမာလူကတော့တခိုးလို့သာပြန်တာတကယ်ကတော့စောရဆိုတာတပုံလုံးလည်းပြန်လို့ရတာပေါ့နော်တောတွင်တပုံတွေဗမာပြည်မှာလည်းဒီနေ့ခေတ်မှာရှိတာလက်နဲ့ကိုင်အဖွဲ့အစည်းတွေပေါ့အခေါ်တော့ပြောင်းချင်းပြောင်းသွားကြအဲ့ဒီမြို့ပေါ်မှာနေတဲ့လူတွေလည်းပဲအခွန်တက်ကောက်ထားတော့ပတ်စံပေးရင်ပေးမပေးလို့ရှိရင်ဒုက္ခရောက်တာပဲပေးနိုင်တဲ့ပုဂ္ဂိုလ်ကြတော့လေလွတ်သွားအခုလောလောဆယ်တောင်ဖြစ်နေတာမျိုးတွေစောရဆိုတာအဲ့ဒီလိုပုံကန်းနေတဲ့ပုဂ္ဂိုလ်တွေမှန်သမျှဟိုတိတ်တိတ်ပုံခိုးတဲ့တခိုးလည်းပါပေါ့နော်ခုနလိုလက်နဲ့ကိုင်ပုဂ္ဂိုလ်တွေကနေပြီးတော့ဝိจิตနာတောင်းရင်လည်းပဲမပေးနိုင်ရင်လူဖမ်းခံရပေးနိုင်လို့ရှိရင်လွတ်မြောက်တယ်အဲ့ဒါအတွက်အသုံးချရင်လည်းဒါကိုချမ်းသာဒုက္ခအတွက်အသုံးချတာမဟုတ်မှန်ကန်တဲ့အသုံးချမှုပဲလို့မြတ်စွာဘုရားဟောတယ်နောက်ဆုံးတစ်ခုကတော့ကိုယ်အိမ်မှာပြောမကောင်းဆိုမကောင်းမလိမ္မာတဲ့မွေးစေဝါဆွဲတဲ့အသုံးဖြုံကြည့်တဲ့သာသမီဆိုတာပေါ်လာတယ်အတောင်စားမဲ့တဲ့သာသမီဆိုတာပေါ်လာတယ်သူကလည်းရှိသမျှပစ္စည်းတွေဖြုံတတ်တယ်အဲ့ဒီလိုအမွေခံသားဆိုသမီးဆိုအပိယတော့ဒါရတော့မချစ်မုန်းစရာကောင်းတဲ့အမွေခံသားသမီးတွေကလည်းပဲပစ္စည်းဥစ္စာကိုဖျက်ဆီးတတ်တယ်အဲ့ဒါကိုပဲယန္တမျိုးကားပါလို့ပြောတာရှေမီမင်းခိုးသူမချစ်မနစ်တဲ့အမွေခံသားဆိုသမီးဆိုအများကတော့အမွေခံဒီယန္တမျိုးကားပါကိုရည်တွက်တဲ့အခါမှာရှေမီမင်းခိုးသူမချစ်မနစ်တဲ့အတော့သူလို့တွက်ကြတယ်အမှန်မချစ်မနစ်တဲ့အတော့သူဆိုတာအတိတ်ပဲမမှန်သေးဘူးမချစ်မနစ်တဲ့အတော့သားဆိုသမီးဆိုလို့သူတို့ဆိုလို့တယ်အမွေခံကိုပြောတာကြံတဲ့ကိုမုန်းတဲ့လူတွေပြောတာမဟုတ်ဘူးသူတို့ကလာပြီးဒုက္ခမပေးဘူးကိုသားသမီးကကိုဒုက္ခပေးတယ်အဲ့ဒီအမွေခံပုဂ္ဂိုလ်ကလည်းပဲပစ္စည်းတွေကိုသုံးတတ်ဖြုံတတ်တယ်လို့
အဲ့ဒါလို့လောကမှာဒါကိုအာပရာလို့ခေါ်တယ်မထင်မှတ်ပဲရောက်လာတဲ့ဘေးရအန္တရာယ်မိလောင်တာဆိုလည်းမမျောလင့်မဲနဲ့လောင်ခါရတယ်ရေတိုက်စားသွားတာဆိုလည်းမမျောလင့်မဲနဲ့ပဲမေဇုရဇာတွေကအခွန်တိုးကောက်တာတို့ဒဏ်ချတာတို့ဆိုလည်းမမျောလင့်မဲနဲ့ဖြစ်တတ်တယ်ဧဒုံတကနေကနေပြီးတော့ငွေကြီးတောင်းခံတာလည်းမမျောလင့်မဲနဲ့ဖြစ်တတ်တယ်ကိုယ်အိမ်မှာရှိတဲ့သားစုသမီးစုတွေကဖြုံးတာဆိုတာလည်းပဲဖြစ်လာတတ်တယ်ခဏခေတ်မှကြတော့တိုးတောင်လာလိုက်သေးတယ်ကိုဗစ်ယောဂဖြစ်လို့စီးပွားဥစ္စာတွေပြက်ကုန်ညာအယောင်းဝယ်တွေပြက်ရှိသမျှလေးထိုင်စားနေရတာဒါလည်းရန်သူပဲယောဂလဲနော်လောက်ကင်စားတော့လို့မရတဲ့အခြေအနေမျိုးဖြစ်လာအဲ့တော့ရန်သူဆိုတာအဲ့ဒါကိုဆိုလိုတယ်ပေါ့စီးပွားဥစ္စာပြက်ခြင်းရဲ့အကြောင်းတရားတွေကလောကမှာမြောက်များစွာရှိတယ်ထင်မယ်ဒါနမူနာအနေနဲ့အဖြစ်များတာအနေနဲ့မြတ်စွာဘုရားထုတ်ပြထားရေမင်းမင်းခိုးသူမချစ်မနဲ့တဲ့တော့မွေးကန်သားဆိုသမီးဆိုဆိုတာအဲ့ဒီလိုဘေးရန်မျိုးတွေဟာမထင်မှတ်ဘဲနဲ့ကျုံလာတတ်တယ်ကျုံလာလို့ရှိရင်ကိုရှိတဲ့ပစ္စည်းနဲ့ကိုဒုက္ခမဖြစ်အောင်ကာကွယ်လို့ရတယ်ပစ္စည်းဥစ္စာရှိတဲ့ပုဂ္ဂိုလ်ကအကာအကွယ်လုပ်လို့ရတယ်လို့သူတို့ပြောတယ်အကယ်၍သာကိုယ်မှာပစ္စည်းဥစ္စာမရှိဘူးဆိုရင်လူဒုက္ခရောက်ကာဝယ်လို့မရနိုင်ဘူးအဲ့တော့ဒီနံပါတ်3အချက်နဲ့ပစ္စည်းဥစ္စာကိုအသုံးချမယ်ဆိုရင်လည်းဒါမှန်ကန်စွာအသုံးချခြင်းပဲလို့ပြောကိုရှားပွေတာဒါအတွက်လည်းပါတယ်ဆိုလိုတာပစ္စည်းဥစ္စာတွေကိုတရားသဖြင့်ရှားပြီးရင်သိသိရမယ်သိသိထားတဲ့ပြီးတဲ့အခါမှာဒီအချက်တွေအတွက်အသုံးချရမယ်လို့ဒီလိုပြောတာနော်ဒီကိစ္စတွေကျုံလာလို့ရှိရင်အသုံးချရမယ်နောက်တစ်ခုကတော့ဘာလို့ဆိုရင်လူဆိုတာလူဝတ္တရားတွေရှိတယ်လူတရားတွေကိုလောက်ရတယ်မိသားစုတိုင်းမှာလူဝတ္တရားဆိုတာလာဗမာပြည်မှာဆိုလို့ရှိရင်နော်ဝတ္တရားဆိုတာတွေကမင်္ဂလာဆောင်တို့ဘာတို့ဖိတ်လို့ရှိရင်သွားပြီးတော့လက်ဆောင်ပေးရတာတို့ဒါမျိုးတွေဒါဝတ္တရားလို့ခေါ်တယ်လူတွေရဲ့ထုံတန်းစင်လာတွေကများတယ်လူမျိုးတွေရဲ့ထုံတန်းစင်လာအတိုင်းမသွားလို့လည်းမရဘူးမလုံးလို့လည်းမရဘူးမလုံးရင်မလုံးချင်လို့မတော်ဘူးဆိုတဲ့အရာကိစ္စမျိုးတွေကရှိတတ်တယ်ပေါ့အဲ့တော့လူဝတ္တရားနဲ့ပတ်သက်ပြီးတော့လည်းပဲငွေကြေးတဏှာကလိုအပ်တယ်လောကလူတွေဟာလုံးတဲ့လုံးထက်တဲ့လူဝတ္တရားတွေကဘာတွေတော့ဒုတရားတွေနဲ့ပတ်သက်ပြီးတော့ဒီမှာဖော်ပြထားတာကတော့မြတ်စွာဘုရားကလူဆိုတာတဲ့ဆွေမျိုးတွေဒုက္ခရောက်နေလို့ရှိရင်ဒီတိုင်းကြည်နေလို့မရဘူးတဲ့ကိုယ်ဆွေမျိုးကိုပေးကမ်းထောက်ပံ့ရမယ်ဗမာပြည်ကလူတွေကတော့ဆွေမျိုးတောင်မကပါဘူးလှူကြတန်းကြတယ်အခုကိုဗစ်ကာယောဂဖြစ်ပွားနေတဲ့အချိန်မှာဆိုရင်ပြည်သူလူထုတွေကရေရောစွာလှူကြတန်းကြတာတွေတွေ့စေရနာထက်သန်စွာလှူဒန်းကြတနည်းအားဖြင့်ပြောမယ်ဆိုရင်ကိုယ်နိုင်ငံသားတွေကကိုယ်ဆွေမျိုးတွေပဲပေါ့နော်အဲ့တော့ဆွေမျိုးတွေကိုလိုအပ်တဲ့အချိန်မှာကုညီထောက်ပံ့ပေးတယ်အဲ့ဒါကိုညာတိပလိလို့ခေါ်တယ်ပလိဆိုတာပမာရီထဲမှာတော့ပလိနတ်စာကျွေးတယ်ဆိုတဲ့အသုံးနဲ့တူတူပဲအဲ့တော့ဆွေမျိုးတွေကိုပေးကမ်းတယ်စွန့်ကြဲတယ်ဒါကိုညာတိပလိလို့ခေါ်တယ်နောက်တစ်ခုကလူတိုင်းမှာဧည့်သည်ဆိုတာရှိတတ်တယ်ဧည့်သည်နဲ့ပတ်သက်လာလို့ရှိရင်နော်လူတွေဟာသူ့ဧည့်သည်ကိုယ်ဧည့်သည်ဆိုလို့ခရီးသွားတဲ့အခါခုခေတ်မှသာဒီတဲကိုကန်တွေဟိုတယ်တွေ guest house တွေနဲ့တက်ခုစရာရှိတာရှင်းတော့ဒီလိုမဟုတ်ဘူးကိုစီလာကိုအိမ်တဲသူစီလာသူအိမ်တဲဆိုတာမျိုးလို့ဧည့်သည်ဆိုတာသိပြက်လိမရှိကြဘူးနော်ဗမာလူမျိုးတွေထုံတော့စလားဧည့်သည်ဆိုတာရှိကြတယ်အခုခေတ်တော့
အဲ့ဒါလို့ဧည့်သည်မျိုးကရှိတော့ရှိမယ်နဲသွားပြီသူကဧည့်သည်တဲเสียနေရာတွေတည်တံ့ရှိသွားတဲ့အခါကျတော့တည်တည်ဖြစ်စေမတည်တည်ဖြစ်စေငွေကြေးသုံးချပြီးတော့ဧည့်သည်တဲအဲ့ဒါလို့မဟုတ်ဘဲနဲ့ကိုယ်စီလာတဲ့ဧည့်သည်ကြတော့ကိုယ်ကတောင်းဝန်ယူရတယ်ဧည့်သည်ကိုတောင်းဝန်ယူတာမြန်မာနိုင်ငံပဲရှိတော့တယ်ထမရဲ့ကျန်တဲ့နိုင်ငံတွေမရှိတော့ဘူးမရှိတော့တော့ဒီယဉ်ကျေးမှုကဗမာပြည်ပဲရှိတော့မယ်ထင်တယ်တည်တည်ချာချာသူတေသနာလှုပ်ကြည့်ရင်တော့အဖြစ်သိမှာပေါ့နော်တခြားနိုင်ငံတွေမှာတော့မရှိဘူးသိကြတယ်ဖိတ်မှသာသွားလို့ရတာမဖိတ်ဘဲနဲ့လာတဲ့ဧည့်သည်ဆိုမြန်မာပြည်မှာပဲရှိလိမ့်မယ်မြန်မာပြည်ကတော့ဧည့်လာရင်ကိုပဲပျော်ပြီးတော့ဧည့်သည်ကိုကြောကျွေးကြတယ်အဲ့မျောနေတာတောင်ရှိတယ်ဗမာပြည်ကြီးတာရင်အဲ့လာတယ်ဆိုပြီးတော့ဗမာလူမျိုးတွေကတော့အဲ့ကိုညီးညူတာတိတ်ပြီးတော့မရှိကြတော့အဲ့ဒီကိုယ်အိမ်လာတဲ့ဧည့်သည်ကိုကျွေးလိုက်ရမွေးလိုက်ရမှကျင့်တတ်တယ်ဆိုတာအခုတောရွာတွေမှာရှိတော့မဲ့တာဧည့်သည်ဆိုတာရှိတော့မဲ့ကိုယ်ရရောက်လာရင်ကိုယ်ဧည့်သည်ဆိုကိုမစားခြင်းနေပြီဧည့်သည်ကောင်းကောင်းချက်ကျွေးတဲ့မြန်မာလူမျိုးတွေကဒါမြန်မာယဉ်ကျေးမှုအနေနဲ့ရှိနေတော့မဲ့ကိုမြို့တွေတော့နည်းနည်းရှားသွားပြီထင်တယ်အဲ့ဒါလို့အဲ့ဝပြုတာကိုလည်းအတိထိပလိလို့ခေါ်တယ်အစိုးရတွေကြတော့ကိုယ်ဖိတ်တဲ့နိုင်ငံခြားဧည့်သည်တွေတို့နော်အစိုးရအချင်းချင်းသွားတဲ့ဧည့်သည်တွေထမင်းကျွေးရတာတို့ဘာလို့ဒါမျိုးတွေအခုချိန်မှရှိတော့နိုင်ငံတော်ဧည့်သည်ဆိုပြီးတော့ဧည့်သည်ကိုကျွေးရမွေးရတာကိုတိထိပတိလို့ခေါ်တယ်အဲ့ဒါလည်းယဉ်ကျေးမှုတရားအနေနဲ့လူမှုရေးရကုသိုလ်ကောင်းမှုပြုခြင်းတစ်မျိုးပဲဧည့်သည်ကျွေးတာဟာဒီကုသိုလ်မရဘူးမဟုတ်ဘူးကုသိုလ်ရတယ်ကုသိုလ်ရတဲ့ကိစ္စတစ်ခုပဲနောက်တစ်ခုကတော့ဘာလို့ဆိုရင်ကိုမိသားစုထဲမှာဘိုးဘွားပြည်ပင်ကစပြီးကိုဆွေတွေမျိုးတွေထဲမှာတမလွန်ဘဝရောက်သွားတဲ့ပုဂ္ဂိုလ်တွေဘယ်နည်းပဲရကွယ်လင်းတာနှစ်ပတ်လဲဘလောက်ဘယ်နှစ်နှစ်ပြည့်ဆိုတာမျိုးတွေလုပ်ပြီးတော့လူတွေကကုသိုလ်ကောင်းမှုလုပ်ကြတယ်အဲ့ဒါကိုပုဗ္ဗပေတပလိလို့ခေါ်တယ်ကွယ်လွန်ခြင်းဘယ်နှစ်ပြည့်ဆိုပြီးတော့လုပ်လေကုသိုလ်ကောင်းမှုလုပ်ပြီးတော့သူ့အတွက်ကုသိုလ်အမြတ်ရှည်စူးတာဟာလည်းပဲဗုဒ္ဓဘာသာတွေမှာရှိတော့မြန်မာပြည်မှာလည်းရှိနေတော့မို့ဒါကိုပုဗ္ဗပေတပလိလို့ခေါ်တယ်နော်အဲ့လိုကုသိုလ်ကောင်းမှုလုပ်ကြတယ်နောက်တစ်ခုကတော့ဘယင်းတွေကတိုက်ပြည်အုပ်ချုပ်တဲ့မင်းဆိုးရာဇာတွေအတွက်အခွန်တော်ဆက်တရတာကိုရာဇပလိလို့ခေါ်တယ်အချိုးကြအမြတ်တော်ကွန်နော်စားတော့ခွန်လုပ်ငန်းခွန်စသဖြင့်အဲ့ဒီခွန်တွေပေးရတာလေရာဇပလိလို့ခေါ်တယ်အဲ့ဒါတွေလည်းမှန်မှန်ကန်ကန်ပေးခြင်းဟာကုသိုလ်ရတဲ့အလုပ်ပဲကုသိုလ်မရဘူးတော့မဟုတ်ဘူးကုသိုလ်ရတာပဲဒါလည်းစေရနာနဲ့အခွန်ဝန်ထမ်းလို့ရှိရင်လည်းပဲကုသိုလ်ဖြစ်တာပဲနောက်တစ်ခုကဒေဝတာပလိတဲ့ဒေဝတာပလိဆိုတာကိုမျိုးဆွေမျိုးအစဉ်ဆက်ကနေပြီးတော့လက်တွေကိုပူဇော်ပတ်သက်မှုပြုတာအဲ့ဒါကိုတချို့ကနတ်ကိုးကွယ်တာလို့ထင်တယ်နတ်အုံးမဆွဲဘူးတို့ဘာတို့နတ်အုံးဆွဲတာကိုပဲအဆွဲလန်းတစ်ခုလို့ပြောကြတာလည်းရှိတယ်မြတ်စွာဘုရားဟောထားတာတော့အဲ့ဒါလို့မဟုတ်ဘူးနော်ကိုးကွယ်တာနဲ့ပူဇော်တာနဲ့တခြားစီပဲအိမ်လာတဲ့ဧည့်သည်ထမင်းကျွေးတာကိုးကွယ်တာမှမဟုတ်တာထို့တူပဲနတ်ကိုလည်းပဲပေးနေကြပူဇော်ပွဲတစ်ခုပေးတာဒါဒေဝတာပလိလို့ခေါ်တယ်အဲ့ဒါမျိုးကလည်းပဲကိုရိုးရမပြက်ပြုလုပ်ခြင်းကိုမမြင်ရပေမဲ့လို့နတ်တွေကကိုယ့်ဘောမှာမေတ္တာတက်ရောက်တယ်ရိုးရကိုဖြတ်လိုက်လို့ရှိရင်လည်းသူတို့ရင်ထဲမှာမကြေမနပ်ဖြစ်နိုင်တယ်ဒါနော်တော်တော်လူမဟုတ်သည့်အတွက်ကြောင့်မသိကြတဲ့အခါကျတော့ဒါဘာမှမဖြစ်ဘူးလို့တို့ထင်တယ်ဟိုလိုနတ်ပြောတာနတ်ကိုးကွယ်တာဖရာတရားတန်ခါနေမဟုတ်ဘူးနတ်ကိုအလေးထားပြီးဒီလိုကိုးကွယ်တာပြောကတော့မဖြစ်သင့်ဘူးပေါ့ခုနလို
နတ်အုံးသီးဆွဲတယ်ကိုရိုးရအရာပူဇော်နေကြကိုပူဇော်တယ်နောက်ဆုံးပဲဖျားပန်းတင်ရင်ကနေပြီးတော့ဒီဖျားပန်းနတ်ကနေပြီးတော့ဖျားကိုလှူဖို့ဆိုပြီးတော့ပေးမယ်ဆိုရင်အဲ့နတ်ကကိုပို့ပြီးတော့ယေရှုတင်မှာအဲ့တော့ဒေဝတာပလီထဲမှာအကောင်းဆုံးဒေဝတာပလီကတော့အုံသီးဆွဲတာမဟုတ်ဘူးကုသိုလ်ကောင်းမှုလုပ်ပြီးတိုင်းအမြတ်ဝေတာအကောင်းဆုံးပဲပေါ့နော်ဒါလည်းဒေဝတာပလီလို့ပြောတယ်ကုသိုလ်လုပ်ပြီးတဲ့အခါတိုင်းမှာကိုမမြင်ရပေမဲ့ကိုယ့်ရဲ့အိမ်ဆောင်နတ်ကိုယ်ဆောင်နတ်ကျောင်းဆောင်နတ်ဆိုတာလို့ပေါ့နော်ဒါတွေကစာထဲမှာအဆောင်နတ်လို့ဆိုပေမဲ့လို့ကိုယ်လာစောင့်ရှောက်နေတာတော့မဟုတ်ဘူးကိုယ်နဲ့ပတ်သက်ပြီးတော့ဖြစ်နေတာအဲ့ဒါကိုဆိုလိုတယ်လို့ယူဆအဲ့တော့ကိုယ်နဲ့အနီးပတ်ဝန်းကျင်မှာဖြစ်နေတဲ့နတ်တွေကိုကိုယ်တိုင်ကကုသိုလ်ကောင်းမှုလုပ်တိုင်းအမြတ်ပေးဝေခြင်းအပြင်သူတို့နဲ့မိတ်ဆွေဖြစ်ပြီးသူတို့ရဲ့ဆောက်ရှောက်မှုကိုရတယ်ရသော်ဗျာကဘယ်လောက်ထိဟောထားတော့ဒေဝတာနုကံပိတောပောသောတရာဘထရာနိပတ္တိကိုကနတ်တွေကိုအရေးတယူလုပ်ပြီးတော့ကုသိုလ်အမြတ်ဝေငှလို့သူတို့မှာဘုံကိုတည်စောတက်သွားတဲ့အခါမှာသူတို့ကကိုယ်ကိုတနာဆောင်လျှောက်လာတယ်မိဘကကိုယ်ကိုကြည့်ကိုသားသမီးကိုကြည့်တယ်လို့ပဲနတ်တွေကကိုယ့်အတွက်စိတ်ချနှံ့ပြီးတော့နတ်တွေကချနှံ့ပြီးတော့ကြည့်ပြီးတော့ဘေးရအနေမရောက်ရအောင်သူတို့ကြိုတင်သိလို့ရှိရင်လေလမ်းလွဲပေးတယ်ကူညီတယ်မဆားတယ်အနေရိကင်းအောင်လုပ်ပေးတယ်ဒါအချွန်တက်ကြီးနဲ့ကောင်းကင်ဆင်းပြီးတော့လာလောက်မှာမဟုတ်ဘူးပေါ့နော်တခါတည်းကြုံတတ်တယ်မို့လားကိုယ်ခကြီးသွားတယ်ကားပြက်နေတယ်တော်ကြီးထဲမှာတော်လန်းထဲမှာကားပြက်နေတယ်ကိုနဲ့သိတဲ့မိတ်ဆွေရောက်လာပြီးတော့ကူသွားတယ်သို့မဟုတ်ကိုကူညီမဲ့ပုဂ္ဂိုလ်ရောက်လာတယ်အဲ့လိုမျိုးတွေဟာနတ်တွေရဲ့အကူအညီဆိုဖြစ်နိုင်တယ်မြမရာဇဝင်မှာရှိတဲ့ကျန်စီမင်းကြီးဟာမင်းပြအနောထဘုရင်လည်းကတက်ကမင်းပြမင်းတန်တင့်တော့သူကထွက်ပြေးရတဲ့အချိန်မှာသူနဲ့ဆူတောင်းဘက်မင်းမခီရိကနေပြီးတော့သူ့ကိုဆောင်းလျှောက်တဲ့ဆိုတာနောက်ပိုင်းလာပြောတယ်တန်ဃာသေးအောင်ဆောင်ပြီးတော့ဟိုဘကံပို့ပေးတယ်အဲ့ဒါတကယ်တန်ဃာသေးမဟုတ်ဘူးတဲ့မင်းမခီရိနတ်ကနေလောက်သွားဒါပေမဲ့နတ်အနေနဲ့လာလောက်တာမဟုတ်ဘူးလူတယောက်တန်ဃာသေးရေထဲမှာလှုပ်တဲ့လူတယောက်အနေနဲ့သူ့ကိုခဲသွားတယ်အဲ့ဒါမျိုးတွေဒါဒေဝတာနုကံပိတောနတ်တွေရဲ့ဆောင်းရှောက်မှုကိုခံရတယ်လို့ပြောနိုင်တယ်အဲ့တော့ဒေဝတာပလိဆိုတာလေလောက်တာဒါတော့တင်လောက်ထိုက်တယ်လို့ပဲပြောရမှာနတ်ကိုးကွယ်ရနဲ့နတ်ပူဇော်ရနဲ့မတူဘူးဆိုတာကိုတော့မှတ်ထားဖို့လိုတယ်ပေါ့နော်အဲ့ဒါလို့ဒီအချက်တွေအတွက်ပစ္စည်းဥစ္စာကိုသုံးချတယ်ဆိုရင်လည်းဒါကောင်းသောသုံးချခြင်းပဲကိုယ့်အတွက်အကျိုးရှိနိုင်တယ်နံပါတ်5ကျတော့ဘာပြောတော့ဆိုအကျင့်ကောင်းနေထိုင်ကောင်းတဲ့သမဏပြမနာရှင်းတော့ကတော့ဘာသာရေးသမားတွေကိုခြုံပြီးတော့သမဏနဲ့ပြမနာကိလေသာငြိမ်းအောင်ကျင့်နေတဲ့ပုဂ္ဂိုလ်တွေကိုသမဏကိလေသာတွေကိုတွန်းလှန်ဖယ်ရှားတဲ့ပုဂ္ဂိုလ်တွေကိုမကောင်းမှုတွေတွန်းလှန်ဖယ်ရှားတဲ့ပုဂ္ဂိုလ်တွေကိုပြမနာဆိုပြီးတော့အဲ့ဒီဘာသာရေးဆိုင်ရာအကျင့်သီလကောင်းတဲ့ပုဂ္ဂိုလ်တွေကောင်းတဲ့အည်အသွင်ရှိတဲ့ပုဂ္ဂိုလ်တွေကိုနော်အဲ့ဒီပုဂ္ဂိုလ်တွေဟာကိုချင်းသီလနဲ့ပြည့်စုံကြတယ်သူတို့ကိုသူတို့ဆုံးမကြတယ်သူတို့စိတ်ငြိမ်အေးအောင်နေကြတယ်အဲ့ဒီပုဂ္ဂိုလ်တွေကိုဒါနကောင်းမှုသူတို့ကိုလှူဒန်းပြီးတော့ဒါနကောင်းမှုပြုတာဟာလည်းပဲလှုပ်တဲ့လှုပ်ထိုက်တဲ့အလုပ်ပဲတဲ့အသုံးချတဲ့နေအဲ့တော့အနာရောဂီတထေးကြီးကိုမြတ်စွာဘုရားဒီတရားဘာကြောင့်ဟောတာတော့ဆိုတာစဉ်းစားကြည့်ပေါ့နော်နာရောဂီတထေးကဘုရားဘာသာလည်းဖြစ်ပြီးဘုရားလည်းကြောင်းဤဆောက်လှူထားတယ်အဲ့တော့ဒီတရားဟာအလုံးအတွက်ဂိုင်လိုင်းတစ်ဖွဲ့ဖြစ်အောင်မြတ်စွာဘုရားလမ်းညွှန်မှုပြောတာလူဖြစ်လာရင်စီးပွားရှာမယ်ရှာရင်တရားသဖြင့်ရှာရလာတဲ့ပစ္စည်းကိုနံပါတ်1မိမိကိုယ်တိုင်မိဘတွေမိသားစုတွေကိုယ့်ရဲ့ဝန်ထမ်းတွေချမ်းသာအောင်ထား
နံပါတ်1မိတ်ဆွေသင်္ဃာတွေချမ်းသာအောင်ထောက်ပံ့နံပါတ်3ဘေးရန်အန္တရာယ်ကျုံလာလို့ရှိရင်ငွေကြေးတနာကိုသုံးချပြီးတော့ကာကွယ်နံပါတ်4လူမှုရေးနဲ့ပတ်သက်ပြီးတော့ဆွေတွေမျိုးတွေထောက်ပံ့တာတို့ဧည့်သည်တောင်းတဲ့အတွက်ကျွေးမွေးတာတို့ကိုယ်ဆွေတွေမျိုးတွေကတမန်တော်ဘုရားပြောင်းသွားတဲ့ပုဂ္ဂိုလ်တွေရည်စူးပြီးတော့ကုသိုလ်ကောင်းမှုလုပ်တာတို့ဘေးမင်းနေခါအဲ့လိုဆိုတောင်းဆိုတဲ့အခွန်ပဏ္ဍာတွေကိုပေးတာတို့ကိုမီယိုဖလာနတ်တွေကိုပူဇော်ဝဲပေးတာတို့တနည်းအားဖြင့်မြတ်တမ်းပေးဝေတာတို့ဒါကောင်းတဲ့အလုပ်တွေပဲနောက်ပြီးတော့ဌာနကောင်းမှုလုပ်တယ်အဲ့ဒီအချက်၅ချက်နဲ့ပစ္စည်းဥစ္စာကိုသုံးချရမယ်ဒါမှန်ကန်စွာသုံးချတယ်လို့ခေါ်တယ်အဲ့လိုမှန်ကန်စွာသုံးချခြင်းဖြင့်မြတ်ဗုဒ္ဓရဲ့အရိယတာဝကမြတ်ဗုဒ္ဓရဲ့တပိတာဝကတွေဟာဘုရားဒီဗုဒ္ဓတာဝကအရိယတာဝကလို့သုံးထားတော့မြတ်စွာဘုရားရဲ့တပိတွေအနာတွေကအရိယတာဝကပဲအဲ့ဒီလိုသုံးထားတဲ့အရိယတာဝကတွေမှာလက်တွေ့မှာဘာအကျိုးရှိသလဲခုတိုင်သုံးချလို့ရှင်စီးပွားရှာတော့ကလည်းတရားသဖြင့်ရှာတယ်ရလာတဲ့စီးပွားကိုလည်းမှန်ကန်စွာသုံးချတယ်လို့အဲ့ဒီလိုအသုံးချလိုက်လို့သူရှာဖွေထားတဲ့ပစ္စည်းဥစ္စာတွေကုန်သွားရင်တောင်မှပဲရှင်းတတ်တယ်ငါသုံးချလိုက်တာငါအလကားသားတစ်ခုမှမဟုတ်ဘူးလှုပ်တဲ့လှုပ်ထိုက်တဲ့နေရာတွေငါလှုပ်တာပဲရှင်းတတ်တယ်အကယ်၍မကုန်ဘူးစီးပွားဥစ္စာကရှာထားတာများလို့စုဆောင်းမှုအားကောင်းသည့်အတွက်ကြောင့်မကုန်ဘူးဆိုလို့ရှိရင်မကုန်လို့လဲဝမ်းသာကြည်နူးရတယ်လှုပ်တဲ့လှုပ်ထိုက်တာတွေလှုပ်လို့လဲဝမ်းသာကြည်နူးရတယ်တစ်ဖက်စလုံးကတွေးကြည့်လိုက်လို့ရှိရင်ရှင်းတတ်เสียအကြီးပဲအဲ့ဒီလိုကိုယ့်ရဲ့ဘဝကိုရှင်းတတ်အားရမှုဖြစ်ခြင်းဟာဥဒ္ဓမအရေးကြီးတဲ့ကိစ္စတစ်ခုပဲကိုယ့်ဘဝကိုမကြည်မနှက်ဖြစ်နေတဲ့ပုဂ္ဂိုလ်တယောက်ဟာကောင်းကျိုးချမ်းသာရဖို့ခဲနေပေါ့နော်ကောင်းကျိုးချမ်းသာဒါကြောင့်မို့မြတ်စွာဘုရားကရှင်းတတ်အားရမှုတွေဒီတိုင်းနေမယ်ဆိုရင်လူဘဝမှာရှင်းတတ်အားရမှုရှိတယ်တော့နောက်ဆုံးအနေနဲ့မြတ်စွာဘုရားဘာနဲ့ဟောထားတော့ဆိုရင်ဒီချက်တွေကိုအားလုံးပေါင်းပြီးတော့ဒီပုဂ္ဂိုလ်ဟာသူ့ကိုယ်သူစဉ်းစားတယ်ငါရှာထားတဲ့ပစ္စည်းတွေငါအတွက်အသုံးချရတယ်ငါကျွေးမွေးဆောင်ရှောက်မဲ့ပုဂ္ဂိုလ်တွေအတွက်လည်းကျွေးမွေးဆောင်ရှောက်တယ်ဘေးရန်အန္တရာယ်တွေကိုလည်းဒီပစ္စည်းနဲ့ငါအကာအကွယ်လုပ်နိုင်ခဲ့တယ်ဒါနကောင်းမှုလည်းငါလုပ်နိုင်ခဲ့တယ်ဆိုပြီးတော့သူကခြေနဲ့ကုံတော့တာခြေနဲ့တယ်နောက်ဆုံးမှာလောကမှာပစ္စည်းရှာတာကိုကဓာရီဆောင်ရွက်ဖို့ရှာတာတိမ့်ထားဖို့ရှာတာမဟုတ်ဘူးတိမ့်ထားရင်လည်းအလကားပဲကိုသိရင်ထားပြခဲ့မှာပစ္စည်းငွေကြေးတနာရှာဖွေရတယ်ဆိုတာအခုဟာတွေလှုပ်ဖို့ရှာဖွေတာဖြစ်တယ်ဒီအချက်၅ချက်ကိုလှုပ်ရမယ်ဒီလိုဆိုလို့ရတယ်ပေါ့နော်အဲ့ဒီအလုပ်လုပ်လိုက်ခြင်းအပြင်တွေးကြည့်တိုင်းစိတ်ထဲမှာဝမ်းသာကြည်နူးမှုဖြစ်တယ်အဲ့လိုဝမ်းသာကြည်နူးမှုဖြစ်ပြီးတော့ငါးပါးသီလလုံခြုံတဲ့အမျိုးကောင်းသားမျိုးကောင်းသမီးဟာတဲ့ဒီလမ်းကြောင်းတိုင်လျှောက်လန်းသွားလို့ရှိရင်ဒီဘဝမှာလည်းပဲချီးမွမ်းခံရပြီးတော့တည်တဲ့နောက်မှာလည်းပဲကောင်းရသူအတိဘဝကိုမြေကြီးလက်ခတ်မယူရရောက်တယ်လို့မြတ်စွာဘုရားဒီလိုဟောတာအဲ့တော့ချိန်နဲ့ဆရာအလွန်ကောင်းတယ်ပေါ့နော်ကိုရှာထားတဲ့ပစ္စည်းနဲ့ကိုဘဝဟာဒီဘဝမှာလည်းကောင်းတာတွေလုပ်လိုက်ရတယ်နောက်ဘဝမှာလည်းကောင်းတဲ့ဘုံရောက်သွားတယ်ဆိုတာဒီတဲ့ချိန်နဲ့ဆရာပဲကောင်းတော့နော်အဲ့တော့အနာရမိတတိကြီးကိုမြတ်စွာဘုရားဒီသူ့ရဲ့အစ္ဆာတရားချိပြီးတော့ဒီတရားကိုဟောကြားတာဖြစ်တယ်တရားချက်ခင်သူတော်စင်ပြိဿပေါင်းနော်အာရိယသုတ်တံမှာစီးပွားဘယ်လိုရှာပြီးဘယ်လိုနေရာမှာအသုံးချတယ်ဆိုတာကိုကွက်ကွက်ကွင်းကွင်းရှင်းလင်းစွာမြတ်စွာဘုရားဖော်ထုတ်ဟောကြားခဲ့တာဖြစ်တယ်အဲ့တော့ဘုရားဘာသာဝင်ဖြစ်တဲ့ပုဂ္ဂိုလ်တိုင်းဟာမြတ်စွာဘုရားရဲ့လမ်းညွှန်ချက်ကိုသိပြီးတော့တို့တွေဟာဘဝနေထိုင်နေစီးပွားဥစ္စာကိုတရားသဖြင့်ရှာမယ်ရလာတဲ့စီးပွားဥစ္စာကိုနှမျောတွန့်တို့ပြီးတော့မနေဘဲနဲ့ဒီအတွက်တို့တွေအသုံးချရမှာဖြစ်တယ်လို့ကိုစီမှတ်သားနိုင်ယူထားတဲ့အတိုင်းလိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်းသာဓုသာဓု
ကုသိုလ်ရှင်တွေကအဲ့ဆိုရင်ဆိုလိုက်ရည်စက်ချရအောင်နော်ရှည်စက်လေးရှာနော်ရှည်စက်ချမယ်နော်အရှင်ဖယားဖယားတွေတော်တို့သည်ဓမ္မအတိညာရရှိစေရန်ရှိတန်ကြလျက်ဓမ္မသဘင်ဆင်ကျင်ပါပြုလုပ်ကြ၍အမတဒါနာဓမ္မဒါနာတရားအလှူတော်ကိုပေးလူကြပါကုန်၏တရားတော်မြတ်ကိုယုတိလေးမြတ်စွာမမတ်သားသာအာယုန်ထားလျက်နာကြကြပါကုန်၏တရားတော်မြတ်ကိုတတဗဝတ္ထုအစုစုတို့ဖြင့်ပူဇော်ကြပါကုန်၏ယနေ့ယခုအာထုတ်ပြုလို့ရသောဤကောင်းမှုဤကုသိုလ်စေရနာသည်နိဗ္ဗာန်ချမ်းသာ၏အကြောင်းအထောက်ပံ့ဖြစ်ပါစေတည်းဤကောင်းမှုဤအဖို့ဘာကကိုအမိအဖအဖိုးအဖွာဆရာသမားမှစ၍ကဘာသူကဘာသာလူနတ်မြမတတ္တဝါများတို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏ကုသိုလ်အမြတ်ကိုယ်စီရကြကုန်သည်ဖြစ်၍ကိုယ်စိတ်နှဖျားချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်းအာလုံးကြာကြာသမျှအမြအမြအမြရှုတော်မူကြပါကုန်လောသာဓုသာဓုသာဓုအာလုံးကြာကြာသမျှအမြအမြမြရှုတော်မူကြပါကုန်လောသာဓုသာဓုသာဓုအာလုံးကြာကြာသမျှအမြအမြအမြရှုတော်မူကြပါကုန်လောသာဓုသာဓုသာဓု